အော်စရာကြီးဗျာဆရာကြီးကဘလို့ဘလဲဦးလဲမသိဒါတော့အမှန်တရားကိုဖော်ထုတ်တဲ့ဆရာကြီးပဲဖြစ်ပါတယ်ခင်ဗျာ Yeah boy ဝေါတခုမြောက်တခုဒီကောင်ကတော့ဗျာကျွန်တော်တို့သူ့အိမ်ကသားသမီးတွေအတွက်ပါသူခိုးလာတာဖြစ်မယ်နော်哎呦我的妈！舅哦，ဒါကတော့မိတ်ဆွေတို့အတွက်နီလန်းမှန်ပဲဖြစ်ပါတယ်ခင်ဗျာ What အာဝူတို့ကတော့ခလေးထတော့အငိုတန်သေးတယ်ဒါတရုတ်နိုင်ငံထုတ် PPK တနက်လေးစပိုင်နေအများဆုံးသုံးတာမီတာ120လောက်ကိုပြစ်နိုင်တယ်။ तू ကအတန်တော့ကျယ်ဒါပေမဲ့ဒီအတန်တိတ်ပြောင်းလေးတက်ပြီးတော့ပြစ်မယ်ဆိုလို့ရှိရင်လူတစ်ယောက်ကိုအတန်မထွက်ဘဲနဲ့တတ်နိုင်တယ်။ ဒါပေမဲ့သူ့ပြောင်းထိတ်မှာတစ်ခုခုပိတ်နေတယ်လို့ပဲနော် ခေါင်းစားတွေပါပိတ်နေတာဖြစ်မှာပေါ့ ဒီစမောင်ကကြည့်လိုက်ပါမယ်ခေါင်းစားဟုတ်ချင်မှာဟုတ်မှာငါထင်တော့ဤကုန်းနဲ့ဆက်ကူပိတ်နေတာလား ရှာချောလေးဟာတာညာလည်းရှိရနော် 舅舅 ထဲမှာဘာမှလည်းမတွေ့ပါဘူးချစ်တော့ချစ်စရာတွေဟာဒါနဲ့တော့တော်လားမသိဘူးငါမှလည်းသွားကြိုက်နေရောဒါလေးကိုစမ်းကြည့်ကြည့်အောင် ကောင်းပြီလေဒါနဲ့ရှင်ဘလို့စမ်းကြည့်ချင်တာလဲ ခဏလေးမိုးကတအားသေးလာရင်ငါ brain box တွေအရင်ပိတ်လိုက်အောင်မယ် လာပြီပြစ် ဘာဖြစ်တာလဲဘသူပြစ်လိုက်ကြ စမ်းကြည့်ကြရလေ အဲ့တနကနောက်ကိုထွက်တဲ့တနက်ညုံသွေးရန်ထွက်နေငါခဏလေးသွေးတအောင်လုပ်ပေးမယ် နောက်ကိုထွက်တဲ့တနက်တဲ့ ဘာဖြစ်ပြန်ပြီလဲ နောက်တစ်ချက်ထပ်စမ်းကြည့်ရ စမ်းပြန်ပြီလားမစမ်းရင်ငါ့ကိုအရင်ပြောမှာပေါ့ဒီတနက်ကလူတိုင်းမပြစ်တတ်ဘူး तू ကပထမတစ်ခါပြစ်နောက်ကိုထွက်ပြီးတော့ဒုတိယတစ်ခါပြစ်မှအတက်ထွက်တာ Oh my god ပြောတော့မဆောင် သွေးရန်ထွက်နေပလတ်စတာတော့ကတ်ထားလိုက်တော့သွားဟုတ် ဒါကတော့နားဖောက်တဲ့လူတွေအတွက်ကြည့်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျဒါတွေအကုန်လုံးကြည့်ပြီးပြီဆိုရင်ကျွန်တော်တို့ကျွမ်းကျင်အောင်မှာဖြစ်ပါတယ်ဒီကောင်က3မိနစ်လောက်ရှိတယ်ဗျဒါပေမဲ့ဘုသူတအပြည့်ရမှာနော်ဒါရအဆိုင်ဗျကျွန်တော်ငယ်တော့ဆိုရင်အဲ့ဒါမျိုးတအားယူသွတ်တယ်ကျွန်တော်မှအဲ့ဒါကြီးဖောက်တာအများကြီးပဲဒီမှာတွေအဲ့မျိုးနှစ်ပေါက်တွေဟာပါဇက်မှာတော့ဖောက်တယ်ကွာဟာနို့မှာဖောက်တာကွာခလေးတွေပါရင်မွေးရဘယ်လိုလောက်ကြမှာကွာဒါနှစ်ဖူးမှာဖောက်တာโอ้အထဲထဲမှာယူ
အဲ့ဒါမျိုးတွေလိုက်မလုပ်ကြရနော်ဒါကတော့ဖြော်ပြရေးသဘောမျိုးနဲ့ပဲကြည့်ပြီပေါ့နော်โอ้ဒါနတ်ချင်းကြီးရမှာတော်တော်ခတ်မှာဒါလက်တဲမှာဆိုတော့မနာဘူးပေါ့ကျုံးငယ်တော့ဆိုရင်အဲ့လိုမျိုးလေးတွေဖောက်တဲ့လူတွေ့လိမ့်စင်လေအရန်သဘောကျတာအဲ့ဒါပွဲထဲမှာရောက်အဲ့ဒီကောင်တွေပဲလိုက်ကြည့်တယ်သဘောတွေကျတာနော်โอ้တနာပါတယ်ဗျာဒါဈေးကွက်လေးပေါ့နော်အနာတရားဖြစ်စစ်ကုပြီလေโอ้ဒါကတော့ AI မယ်နော်ဝေါအော်စရာကြီးဗျာဆရာကြီးကဘလို့ဘလဲဦးလဲမသိဒါတော့အမှန်တရားကိုဖော်ထုတ်တဲ့ဆရာကြီးပဲဖြစ်ပါတယ်ခင်ဗျာ Yeah, boy. ဝေါတကူရောက်တကူဒီကောင်ကတော့ဗျာကျွန်တော်တို့သူ့အိမ်ကသားသမီးတွေအတွက်ပါသူခိုးလာတာဖြစ်မယ်နော်哎呦我的妈！丢丢！哦，ဒါကတော့မိတ်ဆွေတို့အတွက်နီလန်းမှန်ပဲဖြစ်ပါတယ်ခင်ဗျာအာဝူတို့ကတော့ခလေးထတော့အငိုတန်သေးတယ်ဒါတယောက်နိုင်ငံထုတ် PPK တနက်လေးစပိုင်နေအများဆုံးသုံးတာမီတာ120လောက်ကိုဖြစ်နိုင်တယ်သူကအတန်တော့ကျဲဒါပေမဲ့ဒီအတန်တိတ်ပြောင်းလေးတက်ပြီးတော့ပြစ်မယ်ဆိုလို့ရှိရင်လူကြောက်ကိုအတန်မထွက်ဘဲနဲ့တတ်နိုင်တယ်ဒါမဲ့သူ့ပြောင်းထိတ်မှာတစ်ခုခုပိတ်နေတယ်လို့ပဲနော် ခေါင်းစားတွေပါပိတ်နေတာဖြစ်မှာပေါ့ ဒီစမောင်ကကြည့်လိုက်ပါမယ်ခေါင်းစားဟုတ်ချင်မှာဟုတ်ပါငါထင်တော့ဤကုန်းနဲ့စက်ကိုပိတ်နေတာလားရှာချောလေးဟာတညာလည်းရှိရနော် ကျုပ်ကျုပ် ထဲမှာဘာမှလည်းမတွေ့ပါဘူးချစ်တော့ချစ်စရာတွေဟာဒါနဲ့တော့တော်လားမသိဘူးအားမလည်းတော့ကြိုက်နေရောဒါလေးကိုစမ်းကြည့်ကြည့်အောင် စမ်း ကောင်းပြီလေဒါနဲ့ရှင်ဘလို့စမ်းကြည့်ချင်တာလေ ခဏလေးမိုးကဒါအသေးလာရင်ငါဘရင်းပေါက်တွေအရင်ပိတ်လိုက်အောင်မယ်လာပြီဘာလို့လဲဘာလို့ပြလိုက်တာ စမ်းကြည့်ကြည့်ရလေ အဲ့ကတော့နောက်ကိုထွက်တဲ့တနက်ရုံတော့သွေးရထွက်နေငါခဏလေးသွေးတအောင်လုပ်ပေးမယ် နောက်ကိုထွက်တဲ့တနက်တဲ့ ဘာလို့လဲမလဲ နောက်တစ်ချက်ထပ်စမ်းကြည့်ရ စမ်းရပြီလားမစမ်းရင်ငါ့ကိုအရင်ပြောမှာပေါ့ဒီကနောက်ကလူတိုင်းမပြစ်တယ်ဘူးသူကပထမတစ်ခါပြင်းနောက်ကိုထွက်ပြီးတော့ဒုတိယတစ်ခါပြင်းမှအတက်ထွက်တာ Oh my god မဆုံး သွေးရထွက်နေပလာစတာတော့ကတ်ထားလိုက်တော့တော့
ဒါကတော့နားဖောက်တဲ့လူတွေအတွက်ကြည့်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျဒါတွေအကုန်လုံးကြည့်ပြီးပြီဆိုရင်ကျွန်တော်တို့ကျွမ်းကျင်အောင်မှာဖြစ်ပါတယ်ဒီကောင်က3မိနစ်လောက်ရှိတယ်ဗျဒါပေမဲ့ဘုသူတအပြည့်ရမှာနော်ဒါရအဆန်းကြီးဗျကျွန်တော်ငယ်တော့ဆိုရင်အဲ့ဒါမျိုးတအားယူသွတ်တယ်ကျွန်တော်မှအဲ့ဒါကြီးဖောက်တာအများကြီးပဲဒီမှာတွေအဲ့မျိုးနှစ်ပေါက်တွေဟာပါဇက်မှာတော့ဖောက်တယ်ကွာဟာနို့မှာဖောက်တာကွာခလေးတွေပါရင်မွေးရင်ဘယ်လိုလုပ်ကြမှာကွာဒါနှစ်ဖူးမှာဖောက်တာโอ้အထဲထဲမှာအဲ့ဒါမျိုးတွေလိုက်မလုပ်ကြရနော်ဒါကတော့ဖြော်ပြရေးသဘောမျိုးနဲ့ပဲကြည့်ပြီးပေါ့နော်โอ้ဒါနတ်ချင်းကြီးရမှာတော်တော်ခတ်မှာဒါလက်တဲမှာဆိုတော့မနာဘူးပေါ့ကျုံးငယ်တော့ဆိုရင်အဲ့လိုမျိုးလေးတွေဖောက်တဲ့လူတွေ့လိမ့်စင်တယ်အရန်သဘောကျတယ်အဲ့ဒါပွဲထဲမှာရောက်အဲ့ဒီကောင်တွေပဲလိုက်ကြည့်သဘောတွေကျတယ်တနာပါတယ်ဗျာဒါဈေးကွက်လေးပေါ့နော်အနာတရားဖြစ်စက်ကုပြီလေဝိုးဒါတော့ AI မယ်နော်